ကိုကျွန်တော်ဒါဒီကောင်လေးကတော့ battery နဲ့ controller လေးကိုအရင်ချိတ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ဒါ battery နဲ့ controller လေးကိုချိတ်ပေးတာဖြစ်ပါတယ်ကျွန်တော်ဒီ setting နဲ့ချိန်နေဆိုရင်တော့ဒီဘက်ကဒီဘက်ဆုံးက ESC ကလိုလေးကိုတစ်ချက်နေပေးရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကိုသွားခြင်းနေရာသွားလို့ရပါပြီ up down လေးနဲ့ကျွန်တော်တို့ setting နေပြင်နေဆိုရင်တော့ကျွန်တော်တို့ D06 ဒီမှာကျွန်တော်ပြင်နေရပါတယ်ကျွန်တော်ဒီset6 ဆိုတာကျွန်တော် lithium battery ကိုချိန်ပေးတာဖြစ်ပါတယ်ကိုကအဲ့ဒီ lithium battery ကိုမှအခြား gel တို့ဘာလို့ချိန်နေဆိုရင်တော့ကျွန်တော်တို့ဒီမှာ enter ဆိုတဲ့ code လေးတစ်ချက်ဝင်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင် lithium ချိန်မလားဒါတော့ကျွန်တော် lithium ချိန်တာနော်ဒါဆို lithium 15 lithium 8ဒါ lithium 04 live 4ဒါ flow ဆိုတော့ကျွန်တော် SCO လေးအတွက်ဖြစ်ပါတယ်ဒါတော့ gel တွေအတွက်ဖြစ်ပါတယ်ဒါတော့ setting ဆိုတော့ကျွန်တော်တို့ဒီကနေ silic acid battery ကိုချိန်ပေးတာဖြစ်ပါတယ်ဒါတော့ user ဒါတော့ lithium 16ပါဒါတော့ lithium 15 set ဖြစ်ပါတယ် live 4တွေအတွက်ချိန်ပေးတာဖြစ်ပါတယ်ဗျာဒီပုံစံနဲ့ live 4တွေချိန်အတွက်ချိန်မှာဖြစ်ပါတယ်အကယ်လို့ကအဆင်ပြေပြီဆိုရင်တော့ကျွန်တော်တို့ဒီ enter ဆိုတဲ့ clone လေးနှိပ်လိုက်ရင်ရပါပြီခင်ဗျာအကုန်လုံးကိုကြိုက်တဲ့ setting တွေချိန်ပြီးသွားရင်ဆိုရင်ဒီ enter ဆိုတဲ့ clone လေးနှိပ်ရင်ရပါပြီဗျာဟုတ်ကဲ့ဒါဆိုသူကငြိမ်သွားပြီဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့ချိန်ပြီးသားဖြစ်တော့ပါပြီအကုန်လုံးပြန်ထွက်ချင်ဒီ SK ကနေပြန်ထွက်မှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်မူလမျက်နှာပြင်ရသွားဖြစ်ပါတယ်ဗျာဒါကကျွန်တော်လုတ်တွေ PV တွေမရှိတဲ့အတွက်ဘာမှမပြသေးတာဖြစ်ပါတယ်ဒီပုံစံလေးကတော့ power armor 60ပုံစံလေးကို setting ချိန်ရတဲ့ပုံစံလေးဖြစ်ပါတယ်ဒါတော့ power armor 60 setting ချိန်တဲ့ပုံစံလေးဖြစ်ပါတယ်ဗျာကျွန်တော်ဒီ 0.04 ကကျွန်တော် PV အဝင်မရှိဘူးဆိုတာပြောတာဖြစ်ပါတယ်ဒါတော့လုံသုံးမရှိသေးဘူးဆိုတာပြောတာဖြစ်ပါတယ်ဗျာ